Gaba ngin chaye gangzong anene chunoro pyoya me so badugo pyoya male. No? Nainga atiti ma. Ubo India ma so turoga Mahatma Gandhi go le twa ngin chaye gangzong le pyoja ra be. No? Tumya tata turogo pya matabu dhale ngin chaye gangzong lo pyo thai ba de. No? Dara nainga ye apai ne phit twa ra bo. Ta loka longo ngin chaye lanzing go be pya do mu khe ra do Taman Tamoda Miaswapia Bem Libe Pioya Meswe Taman Tamoda Payado di No Payado di Lenne Chabida Payapibar No Yandu go ta No Lenner in a Taibi Kaibima No Lumiariga Payalo Piola de Payama Hobu Lure tonda lenne regole akon chalai de sunlight de pero mure piro athema shi de loba dota moha ko le tamadi wipatana ne tan shin aung pe do mu khet de kileta ko le aung do mu de phaya phit lo be na byama ga le Doka pelo mayare paya. Beduma doka pelo mayao. Ariano payaga, bedu nele. Taipwe winziale malobu. Payago tazon diaga la mima pimeswele. Payaga Mateu. Tu lenega payago bama malonaimu. Alamio dagonia never chichi. No? Tu ye ason amago be chichi tu chin lai de achin go be chichi Dilo myo phaya go ja ro gaba ngain chan ye no e chan mu go pya de lan sin ma number 1 phaya so yin dilo phit ya mai Lu de ya phaya so de namal le go di gong do go di bwe do go lu de ka pyo pi ma da pe maiတချို့တွေပြောလိုက်တဲ့ဖျားကြတော့လူများကိုတတ်တာနော်အဲ့ဒါကဖျားတို့ရဲ့အလုပ်မဟုတ်ဘူးဖျားဆိုရင်ပထမဆုံးလောကီမှာသုံးတဲ့လက်နဲ့မှန်သမျှကိုအကုန်ချရမယ်ပြီးတော့ငင်းချရင်လမ်းကိုသွားမယ်ပြီးတော့ကိုယ်မှာရှိတဲ့ကိလေသာကိုလည်းအကုန်ပယ်နိုင်ရမယ်လူများကိုတတ်တဲ့ဆိုကြရီးအထက်မှာဒေါသရှိလို့ဒေါသရှိရင်ဘယ်တော့မှဖျားမဖြစ်နိုင်ဘူးဒါကိုပရိသတ်တွေဘယ်လောက်လက်ခံမလဲနော်လူတွေကတော့နော်မကောင်းဆိုးဝဘလူးတွေကိုတော့၎င်းမကောင်းတဲ့ဘယင်တွေကိုတတ်လို့ဖျားလို့ပြောကြတယ်အဲ့ဒါကိုကျွန်တော်တော့လက်မခံနိုင်ဘူးအကယ်၍ဖျားဆိုတဲ့ဒီဘွဲ့တော်ကိုကျွန်တော်တို့ပြရတော့မယ်ဆိုရင်အဲ့ဒီဖျားသည်ဘယ်သူကိုမှပါတစ်ချက်လည်းရိုက်လို့မရဘူးဘာလက်နဲ့မှကင်လို့လည်းမရဘူးနော်လူများလာတတ်ရင်တော့အသေးခံရမယ်ဒါပေမဲ့သူ့ကိုပြန်တုံးပြန်ခွင့်မရှိဘူးအဲ့လိုမျိုးပုံကုန်ကြည့်မယ်ဆိုရင်နော်အိန္ဒိယနိုင်ငံမှာမဟာတမဂန္ဒီတို့အားလည်းဒီလိုမျိုးဒီလက်နဲ့ချပြီးမှငင်းချိုင်းလမ်းနဲ့ဥဆောင်ခဲ့တယ်သူတို့လည်းပါပါတယ်ဒါပေမဲ့ဗုဒ္ဓဖရာကိုကြည့်မယ်ဆိုရင်သူကိုယ်တိုင်ကဘယင်သားတယောက်ဘာလက်နဲ့မှမကန်အကုန်ဆွန့်လိုက်တယ်နော်စီနန်းစီစဉ်ကိုအကုန်ဆုံးပြီးမှဘယင်မလုပ်ဘဲနဲ့တခါတည်းနဲ့ကိုယတိယဟန်ဝတ်ပြီးမှသူကိုလာတတ်မဲ့ပုံကိုတွေကိုလည်းပါတစ်ချက်လည်းမရိုက်ဘူးတိတ်တာထမင်းသားရဲ့ခ
ခန္ဓာမှာအားဘယ်လောက်ရှိတယ်ဆိုတာဗုဒ္ဓဝေမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်စင်ဆဲကောင်းကိုတူးနိုင်တဲ့အားရှိတယ်တဲ့စင်နေတော့တာမန်စင်နေမဟုတ်စင်အမျိုးမျိုးထဲမှာအားအကောင်းဆုံးစင်ဆဲကောင်းရဲ့အားရှိတယ်တဲ့နော်အဲ့ဒီစင်ဆဲကောင်းကိုတခါတည်းတွန်းရင်သူ့အားနဲ့အဲ့ဒီစင်ဆဲကောင်းရဲ့အားရှိတယ်အဲ့လိုပေါ့လူတသိန်းအဲ့လိုပြောရရှိတယ်လူတသိန်းနော်မြင်းတထောင်စင်ဆဲကောင်အဲ့လိုမျိုးတွေပေါ့ဥပမာတွေပေးထားတာရှိတယ်ဒါတိတ်တထမင်းသားရဲ့ဘုံကံကြောင့်သူ့မှာရှိတဲ့အားနော်ကျွန်တော်တို့အာဇတတမင်းသားတောင်ဒီလိုမျိုးစောင်းကြောင်းလေးထိုင်ပြီးမှခုံလိုက်ရင်18တောင်တောင်ခုံနိုင်တယ်ဆိုတော့ဒါဘယင်နိုင်မဟုတ်ဘူးတချို့တွေကြတော့အရန်တော်တာလေဒါကျွန်တော်တို့လောကီမှာလည်းမြင်နေရတာပဲဒါကိုတော့ကျွန်တော်တို့လက်ခံနိုင်လောက်ပါတယ်နော်တိတ်တထမင်းသားမှာခန္ဓာမှာအားအလောက်ရှိပေမဲ့ဘယ်တော့မှဘယ်သူကမှပါတစ်ချက်လည်းမရိုက်ခဲ့ဘူးလက်နဲ့ကိုအကုန်ချပြီးမှဒါလက်နဲ့တွေဆိုတာနော်ဖယားတို့ရဲ့လမ်းစဉ်မဟုတ်ဘူးဆိုပြီးတခါတည်းချပြီးမှအထက်မှာရှိတဲ့လောဘဒေါသလက်နဲ့ကိုလည်းအကုန်ပဲနောက်ဆုံးမှသူ့မှာပြည့်စုံသွားတာကဘာလက်နဲ့လဲဆိုတော့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့အဲ့ဒီမေတ္တာတရားတွေအပြည့်အဝဖြစ်သွားတဲ့အချိန်မှာကြတော့နော်သူကဘယ်သူကမှဒီလိုမျိုးဒုက္ခပေးခြင်းတဲ့စိတ်တွေမရှိတော့ဘူးအဲ့ဒါဆိုရင်ကဘာငိမ့်ချမ်းရဲ့ခေါင်းဆောင်အစ်စ်လို့ပြောလို့ရတယ်လူများလာတိုက်ရင်လည်းတိုက်လို့မနိုင်တဲ့ဖယားနော်ကြည့်ပါလားဒေဝဒတ်ဆိုရင်ဟိုမှာအာဇတတမင်းသားနဲ့ပေါင်းပြီးမှနော်တခါတည်းဟိုများပြဖို့အရန်တော်တဲ့အယောက်80ကိုလွတ်လိုက်တာဘာမှလုပ်လို့မရဘူးနာလာဂရိစင်ဘာမှလုပ်လို့မရဘူးအရက်တိုင်းမှာစင်နဲ့တက်ခိုင်းတာမရဘူးအဲ့လိုမျိုးတွေဘလူးလည်းဘာမှလုပ်လို့မရဘူးဘလူးလည်းတိုက်တာပဲမာရနာလည်းတိုက်တာပဲတိုက်လို့လည်းမနိုင်ဘလောက်ပဲတိုက်တော့အထက်မှာလည်းသူတို့ကိုပြန်တတ်မယ်ဆိုတဲ့စိတ်လည်းမရှိအမြဲတမ်းမေတ္တာကရုဏာနဲ့ပြည့်စုံတဲ့ဆရာကဗငိမ့်ချမ်းရေးခေါင်းဆောင်ဒါကိုကျွန်တော်တို့ကလက်ခံရမယ်လက်မခံရင်ကျွန်တော်တို့ကငိမ့်ချမ်းရေးဆိုတဲ့တရားဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့လက်မခံရရောက်မယ်တရားကိုလက်ခံတယ်ဆိုတရားဆိုတာငိမ့်ချမ်းသောဓာတ်ရှိတယ်အဲ့ဒီငိမ့်ချမ်းသောဓာတ်ရှိတဲ့ပုဂ္ဂိုလ်ကအမြဲတမ်းငိမ့်ချမ်းရေးအစွမ်းအမားပဲပေးတယ်သူကိုယ်တိုင်လည်းဘယ်တော့မှသူတစ်ပါးကိုတတ်တာခိုက်တာမရှိဘူးဗုဒ္ဓကဘယ်လိုဟောထားလဲဆိုရင်သဗ္ဗေတသန္တိဒန္ဒသသဗ္ဗေဘာယန္တိမัจจุโนอัตตานัมอุปมัมกัตวานะหานิยนะฆาตเยဘလောက်ကောင်းတဲ့အဓိပ္ပာယ်ရှိတဲ့စကားမြတ်စွာဘုရားဟောတော်မူတာဓမ္မပဒမှာအဓိပ္ပာယ်ကဘယ်လိုလဲဆိုရင်တတ္တဝါအားလုံးတွေကဘေးရန်တို့နဲ့နော်ဘေးအန္တရာယ်နဲ့ကြောက်ကြပါတယ်သဗ္ဗေတသန္တိသူတို့ကကြောက်ကြတယ်ဒန္ဒဆိုတာဒဏ်ရမှာဒဏ်နော်လူမြတ်ဒဏ်ပေးမှာကိုတေရမှာကိုကြောက်တယ်ဗျာလူရင်းတို့ပြောမယ်ဆိုရင်အဲ့ဒီကြောင့်အဲ့လိုမျိုးတေရဖို့တေဖို့ကြောက်တဲ့တတ္တဝါတွေကိုတပ်ပြီးမှငါဖယားလို့မပြောကြနဲ့ငါဘယင်ပဲငါအာဇာနီပဲလို့မပြောကြနဲ့တဲ့အဲ့ဒါအောင်ချင်းမဟုတ်ပါဘူးတဲ့နော်တတ္တဝါတွေကိုမတတ်ခင်မှာမိမိစိတ်မှာအတ္တနံဥပမံကတော့ကိုဥပမာထားပြီးမှနော်ကိုကြည့်ပါလားကိုတတ်နိုင်လားမတတ်နိုင်အဲ့လိုမျိုးပဲကိုကတေဖို့ကြောက်တယ်လို့အဲ့ဒီတတ္တဝါလည်းတေဖို့ကြောက်တဲ့တတ္တဝါဖြစ်ပါတယ်အဲ့ဒီကြောင့်လည်းဘယ်သူကမှနောဟာနေရနောခါတိုင်ဘယ်သူကမှလည်းတတ်တာဖြတ်တဲ့အလို့လုံးလို့မရဘူးဒုတိယဂါထာတပုဒ်မှာသဗ္ဗေတသန္တိဒန္ဒသဗ္ဗေသံជីวิတံပိယံအတ္တနံဥပမံကတ္တဝနောဟာနေယနောခါတိုင်တတ္တဝါအားလုံးကသူတို့ကိုယ်စီကိုယ်ငါသူတို့ရဲ့အသက်ကိုသူတို့ခန္ဓာကိုသူတို့ချစ်ကြပါတယ်တဲ့ငါတို့ကလည်းငါတို့ရဲ့ဘဝကိုအယံချစ်တယ်လို့သူတို့လည်းသူတို့ဘဝကိုချစ်တယ်အဲ့ဒီကြောင့်မလို့ကိုဥပမာထားပြီးမှဘယ်တတ္တဝါကိုမြမတတ်နဲ့မငင်းဆဲနဲ့ဒုက္ခမပေးနဲ့တဲ့ဒီလောက်ကောင်းတဲ့အစွမ်းအမနော်ကဗငင်းချမ်းရဲ့ခေါင်းဆောင်ဗျာ